မေရိုးချက်ရုံလို့ဒီမှာစတင်နိုရီပေးရစနစ်ဆိုတာရှိခဲ့ကြရရှိခဲ့တယ်လို့ထင်မှားတော့ပါလိမ့်မယ်လွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်လောက်ကမှစပေါ်ခဲ့တာပါအဲ့မတိုင်ခင်ကဘယ်နှစ်ရက်အလုပ်လုပ်ရပြီးတော့ဘယ်နှစ်ရက်နားခွင့်ရခဲ့ကြလဲအစောဆုံးမှတ်တမ်းတွေက AD 100ရာစုရှီယိုမခစ်တော်ရေးသားခဲ့တဲ့နွန်တနင်းဆိုတဲ့ဈေးဖွင့်ရက်တွက်တဲ့ပြက်ကလေးမှတ်တမ်းမှာအဲ့ဒီမှတ်တမ်းအရရှီယိုမလေသမားတွေက10ရက်စက်တိုက်အလုပ်လုပ်တယ်9ရက်မြောက်နေ့မှာအလုံနာပြီးတော့အသီးအနှံတွေကိုရောမမြို့ပေါ်တက်ရောက်ကြပါတယ်တရုတ်ဟန်မင်းဆက်လက်ထက် BCE 200နှစ်ကနေ AD 220တိကမင်းနေပြီးတော့ဝန်ထမ်းတွေကို9ရက်စက်တိုက်အလုပ်လုပ်စေပြီးတော့အနားယူဖို့နဲ့ခေါင်းလျှော်ဖို့အတွက်တရက်အလုပ်ပိတ်ပေးခဲ့ပါတယ်ဟန်မင်းဆက်နောက်ပိုင်းမင်းဆက်လက်ထက်တွေမှာကြတော့10ရက်အလုပ်လုပ်ပြီးမှတရက်နားခွင့်ပေးတဲ့အထိအလုပ်လုပ်တဲ့ရက်အရေးအတွက်ကိုတိုးမြင့်ခဲ့တယ်လို့သိရတယ်။နောက်ပိုင်းက18ရာစုနှစ်ကောင်19ရာစုနှစ်အလယ်ပိုင်းထိကဗြိတိန်နိုင်ငံမှာခရစ်ယာန်ဘာသာဝင်တွေဖျားကြောင်းတက်ဝတ်ပြုနိုင်ဖို့အတွက်တနင်္ဂနွေတရက်ကိုပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့ဘာသာရေးမလိုက်စားတဲ့သူတွေကဒါကိုအခွင့်ကောင်းယူပြီးတော့တနင်္ဂနွေတရက်လုံးအလွန်ကျူးတောက်စားပျော်ပါကြတယ်။ပြီးတော့တနင်္လာနေ့မှာအလုံးမလာနိုင်ကြတော့ပါဘူး။ဒီလိုနဲ့အလုပ်သမားတွေကတနင်္လာနေ့ကိုသူ့ဟာနဲ့သူနားလည်မှုနဲ့ပိတ်ရက်အဖြစ်သဘောထားပြီးတော့အလုံးမလာတဲ့ဥယျာအများစုဖြစ်လာတယ်။အဲ့မှာအလုပ်ရှင်တွေကအလုပ်သမားတွေလည်းကျင်းနဲ့သူတို့အတွက်လည်းအဆင်ပြေစေဖို့အတွက်စနေနေ့ဝက်ပိတ်ပေးတဲ့စနစ်ကိုစသုံးလာကြပါတယ်။တနင်္ဂနွေတရက်ပိတ်ပေးတာခရစ်ယာန်ဘာသာဝင်တွေအတွက်အဆင်ပြေပေမဲ့လည်းဂျူးလူမျိုးတွေအတွက်ကကြတော့တောက်ကြညကနေစနေညအထိကသူတို့ရဲ့စာပတ်တော်အထွတ်အမြတ်နေ့ဖြစ်နေပြန်ပါတယ်။ဒီအတွက်1908ခုနှစ်အမေရိကန်နိုင်ငံ New England ဒေသမှာရှိတဲ့စက်ရုံတစ်ခုမှာစနေတနင်္ဂနွေ2ရက်လုံးပိတ်ပေးတဲ့စနစ်ကိုစကျင့်သုံးခဲ့တယ်။အဲ့ဒီကနေစပြီးတော့အနီးအနားမှာရှိတဲ့စက်ရုံတွေအထိပြန့်နှံ့သွားခဲ့တယ်လို့သိရတယ်။ဒါပေမဲ့1932ခုနှစ်အထိစနေတနင်္ဂနွေပိတ်တဲ့စနစ်ကတရက်ဝင်မဖြစ်သေးပါဘူး။1933ခုနှစ်ရောက်တော့မှထင်မထားပဲနဲ့စနေတနင်္ဂနွေပိတ်ဖို့ဖြစ်လာစေခဲ့တာက Booth Chemist စက်ရုံတစ်ခုမှာစခဲ့တာပါ။တစ်ပတ်ကို6ရက်အလုပ်ဖွင့်တဲ့ Booth စက်ရုံမှာထုတ်ကုန်ထုတ်လုံတော့အရင်များလာတဲ့ခါမှာဂိုဒေါင်ထဲမှာထုတ်ကုန်တွေစုပုံလာပြီးတော့ရောင်းအားနဲ့မမျှမတဖြစ်လာတယ်။ဒါပေမဲ့အဲ့ဒီအချိန်က Great Depression စီးပွားရေးကက်ဆိုင်နေတဲ့အချိန်ဖြစ်တဲ့အတွက်အလုပ်သမားတွေကိုအလုပ်ထုတ်ပစ်မဲ့အစားဘုတ်စက်ရုံပိုင်ရှင်ဂျွတ်ပူကစနေနေ့ကိုပါအလုံနာစီပြီးတော့ထုတ်ကုန်ထုတ်လုံတော့ရောကြအောင်စီမံခဲ့ပါတယ်။ထီလက်ထီရောက်ခဲ့တယ်။မေထားလို့မရတဲ့တကူက1926ခုနှစ်တော့ Ford ကားကုမ္ပဏီပိုင်ရှင် Henry Ford ကသူ့ရဲ့အလုပ်သမားတွေအတွက်တစ်ပတ်ကို9ရက်နိုင်40အလုပ်လုပ်ချိန်စနစ်ကိုမိတ်ဆက်ပေးခဲ့တာအရွေးတစ်ခုတွန်းအားတစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ2024ခုနှစ်တော့ပြင်သစ်ဝန်ကြီးချုပ် Gabriel Attal ကတစ်ပတ်ကို4ရက်စနစ်ကိုကျင့်သုံးဖို့အတွက်ကြေညာခဲ့တာကိုသိခဲ့ကြမယ်ထင်ပါတယ်ပြီးတော့ University of Massachusetts ကသုတေသီတွေကတကဘာလုံးအတိုင်းအတာနဲ့သာရုံးဖွင့်ရက်တရက် short ချမယ်ဆိုရင်လူတွေကြောင့်ဖြစ်လာတဲ့မှန်လောင်အိမ်တန်းငွေထုတ်လွှင့်တော့30%အထိတက်တာသွားမယ်ဆိုပြီးတော့တွက်ချက်ယုံကြည်ထားကြပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ပိုင်းမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်ရှင်